ကျမရိုးရိုးသားသားမသိတဲ့လူတစ်ယောက်ကိုပွေ့ဖက်ပြီးနမ်းမိခဲ့တယ်ချစ်ချင်းမြတ်တာဘလို့ခံစားရမလဲတခါတော့တွေးကြည့်ချင်ခဲ့တာပဲသူဘာမှမတုံ့ပြန်သေးခင်ကျမအလျင်အမြန်ကားရဲတက်ပြီးထွက်သွားခဲ့တယ်ကဘာကြီးဒီလောက်ကြီးမားနေတော့နောက်တစ်ခါဘယ်တော့မှမတွေ့တော့ဘူးလို့ထင်ခဲ့တယ်ကျမအဲ့လိုလုပ်ခဲ့ရတဲ့အကြောင်းရင်းကအဲ့နေ့မနက်ခင်းညီလေးကိုနိုးဖို့သွားခဲ့တာဒါပေမဲ့ကျမတွေးလိုက်ရတဲ့မြင်ကွင်းကကျမကိုအယံအံ့အားတင်သွားစေခဲ့တယ်ချက်ချင်းအိမ်ထဲကထွက်ပြေးလာခဲ့တယ်ညီလေးကဒါကပုံမှန်ချစ်သူဆက်ဆံရေးတစ်ခုပဲလို့ရှင်းပြပေမဲ့ကျမဒီလောက်နှစ်ပေါင်းများစွာတကူတော်နေခဲ့ရတော့အရန်ရှက်ဖြစ်နေခဲ့တယ်။ဒါကြောင့်အဲ့ဒီမြင်ကွင်းကျမကိုအရန်ထိခိုက်စေခဲ့တာအဲ့ဒီယောက်ျားနဲ့နောက်တစ်ခါမတွေ့တော့ဘူးလို့ထင်ခဲ့တယ်။နောက်နေ့လမ်းလျှောက်နေရင်ချစ်သူတစ်စုံတစ်ယောက်ကိုတွေ့လိုက်တယ်။သူတို့ချစ်ခင်ပြုမှုနေတာမြင်ရတော့ရခင်ညကဖြစ်ပျက်ခဲ့တာပြန်သတိရသွားတယ်။ကျမအလျင်အမြန်တက်လေကားတဲ့ဝင်ပုံးလိုက်တယ်။မကြခင်ယောက်ျားတစ်ယောက်လိုက်ဝင်လာတယ်သူဘာမှမပြောဘဲရက်နေတာကိုတွေးတော့ကျမဆက်စုချင်စိတ်နဲ့လှည့်ကြည့်လိုက်တယ်အံ့အားသင့်စရာကောင်းတာကသူကရခင်ညကအဲ့ဒီယောက်ျားပဲဖြစ်နေတယ်နှစ်ယောက်သားတစ်ယောက်ကိုတစ်ယောက်မှတ်မိလိုက်တဲ့အချိန်မှာလေထုကအစင်မပြေခံစားရလောက်အောင်ရှုပ်ထွေးသွားတယ်ဓာတ်လေကတကားပွင့်လိုက်တာနဲ့သူအလျင်အမြန်ထွက်သွားခဲ့တယ်တယောက်တည်းကြံရစ်ခဲ့တဲ့ကျမဒီလိုတိုက်ဆိုင်မှုဖြစ်နိုင်မယ်လို့မယုံနိုင်ခဲ့ဘူးထပ်တွေ့မှာစိုးရိမ်လို့အိမ်ကိုအလျင်အမြန်ပြန်ရောက်ပြီးတကားပွင့်လိုက်တယ်အဝင်ဝမှာယောက်ျားဖက်နှက်တဲ့ဆုံတွေးလိုက်တယ်ပိုကြည့်လိုက်တော့တယောက်ရုတ်တရက်ထွက်လာတယ်အခန်းပေါ်ပြန်ရောက်လာပြီလို့ထင်ခဲ့တယ်ကျမအလျင်မြန်ထွက်ပြီးနှုတ်ဆက်လိုက်တယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာကျမလုံးဝတုန်နေသွားတယ်မှားယွင်းတဲ့အခန်းဝင်မိသလားလို့ထင်မိခဲ့တယ်ကိုပစ္စည်းတွေကောက်ပြီးလှည့်ထွက်ဖို့လုပ်တယ်အဲ့အချိန်မှာဖုန်းရုတ်တရက်မြည်လာတယ်အဲ့ဒီယောက်ျားရဲ့အတန်ကိုကြားလိုက်တာနဲ့အားလုံးရှင်းလင်းသွားတယ်သူ့အထောက်ထားစစ်ဆေးပြီးနောက်ကျွန်တော်တို့နှစ်ယောက်သားတကယ်ပဲအခန်းဖော်တွေဖြစ်နေကြောင်းအတည်ပြုခဲ့ကြတယ်နှစ်ယောက်သားစကားပြောဖို့လုပ်နေချိန်မှာကျမဘိုက်ကရှက်စရာကြဲလောင်အော်လိုက်တယ်ကျမချက်ချင်းချောင်းဆိုးတန်နဲ့ဖုံးကွယ်လိုက်တယ်ကံကောင်းထောက်မစွာယောက်ျားကအကြောင်းပြချက်တစ်ခုပြောပြီးထွက်သွားခဲ့တယ်အဲ့ချိန်မှာကျမနောက်ဆုံးစိတ်ပြေလက်ပြောက်ဖြစ်လိုက်တယ်နောက်နေ့တငယ်ချင်းတွေကိုကျမအခန်းဖော်တစ်ကယောက်ျားဖြစ်နေတယ်လို့ပြောလိုက်တယ်သူတို့အားလုံးသူကကျွန်းမကိုနှိမ့်ဆက်နေတယ်လို့ထင်ကြတယ်တကယ်တမ်းကျမကိုယ်တိုင်သူ့ကိုအတင်းနှန်းခဲ့တာဖြစ်နေမှန်းသူတို့မသိမလဲအိမ်ပြန်ရောက်တဲ့အခါမှာတော့ကျွန်တော်တို့နှစ်ယောက်ကြားလေထုအစင်မပြေဆက်ရှိနေခဲ့တယ်အဲ့နေ့ကဖြစ်ပျက်ခဲ့တာအတွက်သူ့ကိုတောင်းပန်ခဲ့တယ်ကံကောင်းစွာပဲသူဂယုမဆိုင်ဘူးထင်ရတယ်အားလုံးပြီးဆုံးပြီလို့ထင်နေချိန်မှာယောက်ျားကသူ့အခန်းထဲပြန်ဝင်ပြီးတကားကိုအတွင်းကနေတိတ်ဆိတ်တော့ခတ်လိုက်တယ်အဲ့အချိန်မှာကျမသူလုံးဝနားလည်မနေမှန်းသိလိုက်တယ်